အနန္တ၅ပါးကိုရှိခိုးပါ၏ဖေယအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဒီနေ့ဟောမဲ့ဇတ်တော်ကတော့အမှောင်ဘဝသူ့နောင်တာမြင်းချောင်မှာဘုန်းကြီးတို့ကနဲ့စိန်ရဲ့ဝင်းဘူတို့ရဲ့ရွှေနန်းတင်တို့ရဲ့အဲ့ဒီတုန်းကမင်းသားတွေနဲ့အပြိုင်မျက်နှာချင်းဆိုင်ပြီးတော့ဇတ်ယုံကြီးနဲ့ကတ်ဟောခဲ့တဲ့ဇတ်ထုတ်ဖြစ်ပါငိုရတယ်ပေါ့နောက်ပိုင်းတော့ကြည့်ရှုလို့ရမှာပေါ့လေဒီတော့ကောင်းပြီဒီဇလန်းကဘယ်သူကိုအမှောင်ဘဝဆိုတာတုံးလို့ဆိုတော့မောင်တန်ရောစဖြစ်ပါတန်ရောစနဲ့မေတုတဆိုတာအကျင့်လင်မရမောင်တန်ရောစသည်ဂရေ40သောပစ္စည်းတွေချမ်းသာပါတော့လဲမြေကြီးတဲကိုမြုပ်မရအတိမပေးဘူးဒီလိုနဲ့နေလာလိုက်တာသားလေးတစ်ယောက်ဖွားမြောက်သားလည်းအတိမပေးမရလည်းအတိမပေးဘာစိတ်ကူးနဲ့မရနဲ့သားအတိမပေးပဲနဲ့မြုပ်ထားတယ်တော့မသိဘူးဒီသားလေးအရွယ်ရောက်လာတော့လဲရှင်းမပြုဒီကလေး40ပစ္စည်းတွေနဲ့တန်ခါ100 1000ဆွမ်းကတ်နိုင်တော့လဲမကတ်ခဲ့တန်ခါဒါနဆွမ်းကြီးလောင်းနိုင်တော့လဲမလောင်းခဲ့ကျောင်းကြီးကန်ကြီးတွေဆောက်ပြီးတော့ကျောင်းတကားအဖြစ်နဲ့လှူဒန်းနိုင်တော့လဲမလှူဒန်းခဲ့ကုသိုလ်ဒါနသူဘာမှမပြုဘာဖြစ်လို့မပြုတာလဲမစ္ဆေရလောဘနှမျောတယ်ဝန်တိုတယ်မိမိပစ္စည်းတွေကိုဒီလိုနှမျောဝန်တိုပြီးတော့လာခဲ့တဲ့တန်ရောစတရားတရားမရှိပြီဆိုရင်တိမ့်တန်းကြရီချီပြီးတော့ချမ်းသာတော့လေလှူနိုင်ခဲ့ပါတရားတရားရှိလို့လှူပြန်ပါတော့လေလှူဒန်းကျင်ပါတော့လေဝတ္ထုပစ္စည်းမရှိရင်ငါးပြားတစ်စီတောင်မလှူနိုင်ဒါကြောင့်စေရနာတရားတရားသည်အင်မတန်အရေးကြီးပါသဖြင့်လှူစရာမရှားဘူးစေရနာရှားတယ်မှန်ရလားပြိဿကြီးစေရနာရှားပြီဆိုတော့ခမည်းတော်ကြားဘူးမှာပါဟိုငရုတ်ကြွေရံပေးကြောင်ကိုရင်လေးထွက်ပြေးရတာလေတခါကြီးတယောက်ကကိုရင်လေးလမ်းတွေ့တော့အိမ်ကိုပင့်သွားတယ်ကိုရင်ကြွပါဗျထိုင်ကိုတော့ဖြစ်နေစဉ်တပြီးတော့လောင်းမအိမ်ရောက်တော့ဟေးတော်ကြီးငါကိုရင်လေးတော့ထိုင်ကိုတော့ဖြစ်ပင့်လာတယ်နေစဉ်ဆွန့်ချက်ပြီးတော့လောင်းမိမကြီးကလည်းပဲဟိုယောက်ျားကြီးရှေ့ကြတော့ပြောရဲဘူးပေါ့လောင်းမတော့လောင်းမနောက်မိမကြီးကညီးတယ်ခက်တယ်ယောက်ျားဆိုတဲ့လူမျိုးကသူတို့ချက်ရပြုတ်ရတာမဟုတ်ဘူးမီးမိုးကြောင့်ချက်ရေးပြုတ်ရေးကိုသူတို့လွယ်တယ်ထင်လို့ငါမတော့ချက်လိုက်ရတာတမနဲ့စာလို့စားသူမှကောင်းတော့လဲထောင်းသူမှညောင်းလာတယ်ဆိုသလိုနေ့စဉ်နဲ့အမျှကိုယ်အိမ်ကိုဖြစ်တယ်လို့စားလို့ရတယ်ထိုင်ကိုယ်တော်တစ်ပါးရှိတယ်ဆိုရင်ဖြစ်တယ်လို့စားလို့မရတော့ဘူးခက်တယ်ဒီကိစ္စညီးညူးနေတော့ကိုရင်လေးကြွလာတက္ကမကြီးကလည်းငရုတ်ပြီးထောင်းရောမျက်စိတဲ့ငရုတ်စီဝင်သွားမလေးတော့ဒီအစီနဲ့မျက်လုံးထဲမှာဝင်ပါပြီမျက်စိပို့မျက်ရည်တွေကကျလာဟောတက္ကမကြီးဖေဟာတက္ကမကြီးမျက်ရည်တွေနဲ့ဘယ်လိုဖြစ်တာတော့မပြောပါနဲ့ကိုရင်တက္ကကြီးပေါ့ဘာလို့လို့တက္ကမကြီးရဲ့ကိုရင်တက္ကကြီးကဟောဒီငရုတ်ကြွေးနဲ့ရိုက်လို့ခေါင်းကိုက်ဆိုင်ကြနေပါတယ်ဖေဟာညံထွင်လိုက်တာပေါ့လေမိမများညံတော်ကောင်းတယ်ဘုရားကမိမပြောတာပါကျုပ်တရားပွဲတွေကမိမတွေမဟုတ်ပါ
ကိုရင်တကာကြီးကငရုတ်ကျွေးနဲ့ရိုက်လို့ခေါင်းကချိုက်ကြသွားတယ်တက္ကမကြီးရဲ့တကာကြီးကြည့်ရတဲ့သဘောကောင်းပါတယ်ဒီလိုဟုတ်မထင်ပါဘူးမလီကိုရင်တကာကြီးကဟောပါဇက်ကတော့ပြားတကာဝင်းနဲ့ခါတမအပေါ်ရန်ရွှေမုံကျဲတော်လေအထက်ကရွှွညုံခန်းကိုရင်ရဲ့ကိုရင်တကာကြီးကလေလူရိုးစိတ်တို့ဟောဒီငရုတ်ကျွေးကသူ့လက်ထဲရောက်ရင်ကိုရင်သောဦးစင်းသောလူသောမိန်းမသောဖေမေသောဘသူမှရှောင်ဘူးဗျာကိုရင်လေးကခေါင်းတဆတ်ဆတ်ညိတ်ဟုတ်မှာလူရိုးစိတ်တူဆိုတော့လေငရုတ်ကျွေးလက်ထဲရောက်ဘူးမှမရှောင်ဘူးလေဟုတ်မှာနဲ့ပြန်သွားကိုရင်လေးလည်းပြန်ကြွသွားရောပြန်လာပြီတကားကြီးဘယ်နဲ့တော့ငါကိုရင်လေးကြွမလာဘူးလားလာပါတော့ကိုရင်အကြောင်းမမေးပါနဲ့ဟာဘာဖြစ်လို့တော့ဘာပြောလို့ရမလဲတော့ကိုရင်နဲ့ကြံကြံဖန်ဖန်သူ့ဘာသုံးချမဲ့အတိုင်းပဲဒီငရုတ်ကျွေးလေးတစ်ချောင်းရှိတာအလူခံနေတော့နင်းနဲ့ဟာလှုပ်လိုက်ပြီးရောအိုးတော့နဲ့တစ်ချောင်းရှိတာထောင်းရက်ကြီးတော့ငရုတ်သီးမညက်လို့ရှိရင်အလွန်ဆူတာဒါကြောင့်ကျုပ်ကလည်းပြောလိုက်တယ်ကိုရင်တကာကြီးကငရုတ်သီးများမညက်လို့ရှိရင်ကိုရင်တကာကြီးကအစီမကြေရင်အလွန်ဆူတာဒါကြောင့်ကျုပ်ငရုတ်သီးညက်အောင်ထောင်းမရစီဦးပြီးတော့မှလှူတာပေါ့ထောင်းစဲမို့ပါကိုရင်ရဲ့လို့ပြောတာမရဘူးအဲ့ဒါစိတ်ကောက်ပြီးပြန်ကြွသွားတယ်တော့ကြံကြံဖန်ဖန်ငရုတ်ကျွေးမှလူချင်းတယ်မိုက်ပါဟာနင့်နဲ့ငရုတ်ကျွေးထလှုပ်ရတဲ့ကိစ္စကြီးလှူလိုက်ပြီးရောပေးငါလိုက်လှူမယ်ဟောငရုတ်ကျွေးနဲ့လိုက်ကိုရင်ဖေကိုရင်နဲ့လှည့်ကြည့်တခါကျငရုတ်ကျွေးပြဟာမဖြစ်ဘူးငါတော်တော့မှာတက္ကမကြီးကပြောတယ်ငရုတ်ကျွေးလက်ထမ်းရင်ကိုရင်သောဦးစင်းသောမိန်းမသောဖေဖေသောမရှောင်ဘူးတဲ့ရိုက်တော့မှာကိုရင်ကပြေးကိုရင်ဖေရပါအောင်ဖေငရုတ်ကျွေးပြလေကိုရင်လေးကပြေးလေဒါကြောင့်တရားနာပိဋကသရတရားမရှိပြီဆိုရင်လေအဲ့ဒီငရုတ်ကျွေးရံပေးကြောင့်ကိုရင်လေးတောင်ထွက်ပြေးရဘူးတဲ့သရတရားမရှိတဲ့လူဟာဒီတိုင်းပဲအခုတော့တရားနာပိဋကကြီးမောင်တန်ရောစာသည်ဌာနမရှိသီလမရှိဘာဝနာကနတ္ထိကုသိုလ်ကောင်းမှုကိုမပြုဘဲနဲ့ပစ္စည်းတွေမြုပ်နှံထားပြီးတော့မောင်တန်ရောစာယောဂတစ်ခုဝင်လာတယ်နှမျောတဲ့လူဆိုတော့သေမဲ့ယောဂနဲ့တူပါရဲ့ဝင်လာရောနှမရဲ့နှမတုတ္တလို့ခေါ်လိုက်တော့ဘာလို့ကိုတန်ရောစားရဲ့လာစမ်းမအိုကွယ်ငါနေရတော့မှမဟုတ်ပါဘူးအိုးကိုတန်ရောစားနမိတ်မရှိတာတွေမပြောပါနဲ့တော့ကျုပ်စိတ်မကောင်းဘူးမင်းစိတ်မကောင်းမိမယ်လို့ငါယောဂမသက်သာဘူးနှမရဲ့မောင်ကြီးဒီတောင်ကကြော်တော့မှမဟုတ်ပါဘူးကိုတန်ရောစားစကားပြောလို့မောနေပါမယ်တော့သတိထားပြောပါတော့မသေးကြပါဘူးကိုတန်ရောစာတော့မသေးရဘူးတော်ယောဂကြီးပြောက်အောင်ကျုပ်ဆရာကြီးခေါ်ပြီးတော့ကုမယ်မင်းကုလို့မရပါဘူးကွယ်မောင်ကြီးမနေရပါဘူးตาလေးရောตาလေးပဲသွားတော့ကွယ်ဟိုကိုတန်ရောစာတော့ตาလေးကစားနေတယ်လေခေါ်ပေးစမ်းပါကွယ်ငါตาလေးကိုခေါ်ပေးပါအိုးမိမလုပ်တဲ့လူပြင်မဲ့ထွက်တာဟုတ်ကဲ့ကျုပ်ခေါ်ပေးမယ်ဘာရဲလို့လဲတန်ရောစာအလီဟုတ်ပါဘူးဘယ်နဲ့လင်းပြန်ခေါ်နာတော့အော်ကလေးနာမပေးပြီးတော့ခက်နေတာဗောပေးတာကြီးကလေးနာမပေးပြီဗလားဘယ်နဲ့လုပ်ပေးကြဒီကလေးနာမဘယ်နဲ့လုပ်ပေးကြဒီကလေးနာမဘယ်နဲ့လုပ်ပေးအာလူဟာဖုတ်တော့မဖုတ်လိုက်ပါနဲ့ကွာကလေးကိုအမေလို့သူကသားရဲ့လူကလေးလို့လှမ်းပြီးတော့ခွန်လိုက်ကန်နေတဲ့ကလေးအဖေလို့သူကကလေးကိုရှင်မပြုတ်ရဘဲနဲ့သေသွားမှာကိုပြိဿရှင်မပြုတ်ရဘဲနဲ့သေသွားမှာဆိုတော့သားကလေးကိုသေကန်ကြီးကြမှာရှင်ပြုတ်ခြင်း
ဒါရဲ့လူကလေးလို့ခွန်လိုက်တော့ကလေးကဗျာမေမေဆိုပြီးအပြေးကလေးလာလူလေးလာပါကွယ်မင်းဖေဖေကမင်းကြည့်ကျင်လို့တဲ့ကလေးကနောက်ကအမေနောက်ကအိုးတော်ပြီကြုတ်ကြောက်တယ်မကြောက်ပါနဲ့သားရဲ့လာချစ်တို့ဟာသားရဲ့ဟောလူလေးမင်းအဖေကြောက်သလားအေးလေကြောက်မှာမင်းအဖေကြောက်သလားအေးလေကြောက်မှာပေါ့မသေးခင်မตายရုပ်ပေါက်နေတဲ့အဖေကိုตายရဲ့မင်းမျက်နှာလေးအဖေကြည့်ချင်လို့လာစမ်းပါဦးတော်ပြီဗျာကြောက်တယ်မဟုတ်ပါဘူးตายရဲ့ရှေ့တို့မှာตายရဲ့အမေလို့သူကကလေးခေါ်ပြီးသူ့အဖေအပါပို့ပေးလိုက်လူလေးငါသားကိုအဖေသေးကနီးကြမှာရှင်ပြုတ်ခြင်းနေတယ်အဖေလေမသေးခင်ကာလကျင်ပြုတ်ဖို့စိတ်ကူးမရဘူးငါသားကြီးကိုအဖေရှင်ပြုတ်ဖို့စိတ်ကူးမရအကယ်၍များအဖေမသေးလို့ကြောက်မာတယ်ဆိုရင်မင်းကိုရှင်ပြုတ်မယ်မြင်းစည်းရွှေထီးကြီးဆောင်းလို့ငါသားကိုအဖေရှင်ပြုတ်မယ်ဒါပေမဲ့လို့အဖေယောဂကသေရတော့မှရှင်မပြုတ်နိုင်တော့ပါဘူးသားရဲ့လူကလေးငါသားကိုလေရှင်မပြုတ်ရပေမဲ့လို့ကိုရင်လေးအဖြစ်နဲ့အဖေမျက်စီနဲ့မြင်နေတယ်သားရဲ့အဖေစိတ်ချမ်းသာအောင်ကိုရင်လေးလို့အဖေခေါ်မယ်နော်တကားကြီးလို့ပြန်ခေါ်ပါလားဟိုခေါ်ကြမှာဘူးလားခင်ဗျာတင်ကားဝစ်ပေးပါဆိုတော့ဝစ်မပေးပဲနဲ့ခင်ဗျာကြီးတော်ပြကြောက်ကစားကြည့်တော့မယ်ဟဲ့လူလေးမလုံးနဲ့လေမင်းဖေစိတ်ချမ်းသာခေါ်လိုက်လေခေါ်ကြမှုဗျာတင်ကားဝစ်ပေးပါဆိုတော့ဝစ်မပေးပဲနဲ့ကလေးခုမင်းဖေကတင်ကားဝစ်ပေးခြင်းစိတ်ရှိနေတာငါသားရဲ့အဖေစိတ်ချမ်းသာကိုပြောလိုက်ပါကဲခေါ်ဗျာမြန်ကျုပ်ကစားခြင်းတာရဲ့မင်းအဖေမတနာဘူးလားတနာတော့ဟောရခင်ဗျားမျက်နှာကြီးကြောက်ကြကြီးကျုပ်ပေကံနီးဆိုတာဒီတိုင်းပဲပြိဿသားသမီးကတနာတဲ့ချစ်တယ်ရုပ်ပြက်တဲ့အဖေမိဘလူမမာနာမကတ်ချင်ဘူးနော်ပေကံနီးကြီးတွေကြကြကယူဆိုင်ပေါ့ပေကံနီးရင်သားခေါ်ရတာနဲ့သမီးခေါ်ရတာနဲ့ဘသူကြည့်ချင်ရတာနဲ့ဟိုကသူတို့နာကတ်ချင်တာမဟုတ်ဘူးကျုပ်ငယ်တုန်းကလည်းဒီတိုင်းပဲပြောရအောင်တမောကျုပ်အဖေလေကျုပ်ကိုရင်ဘဝပျက်စီးသွားတယ်ကျုပ်ကိုရင်ဘဝပျက်စီးသွားတယ်ကျုပ်ကကိုရင်လေးတွေကတရားဟောတယ်ကျုပ်ဖေကကြောင်းဘာလုံးတော့ဆိုဥပုသ်ဆောင်ပြီးတော့ဥပုသ်နေ့ကြတော့ကျုပ်ဖေဝါသနာကတစ်မျိုးဓမ္မပရတို့ဇိနထတို့တရားစာအုပ်တွေစာဖတ်သိကောင်းဥရှိစာဖတ်ဗျာအဲကျုပ်စာဖတ်ဆိုခင်ဗျားတို့လည်းငုတ်တုတ်ထိုင်များမအိတ်ကြနဲ့ဖတ်မပြို့စာအုပ်ခဲကဇတ်ထုတ်တွေကိုရေးလဲဖတ်ယုံနေမှာကအတိတ်ပဲရှင်းပြသေးတယ်ကျုပ်ကလည်းကိုရင်ဝစ်ပြီးရောကျုပ်တရားကျက်ထားတယ်ဟိုကျုပ်တို့ဝိသခာကျောင်းအမကြီးတို့သတင်းနဲ့900ဇက်လန်းပေါ်ကျက်ထားတော့ကျုပ်ဖေကလေနာယောဂဖြစ်ပြီးကိုရင်ခေါ်ပေးပါငါတရားနာခြင်းနဲ့ငါသေတော့မှာဒါနဲ့အမေတွေအမတွေကကျုပ်ပွေ့ခေါ်သွားတယ်ကျုပ်ကဖေနာကုန်ထိုင်ရဲဘူးကြောက်ရောဘောပြိတ္တပေမဲ့လူဟာပေကံကြီးကာလဟာဘယ်လိုမှသူတို့မျက်နှာကြည့်လို့မကောင်းပိတ်ကြောက်စရာကောင်းပါဒါနဲ့ခေါင်းရင်းထိုင်ခိုင်းကိုရင်ကျုပ်ကသေတော့မှာတရားဟောပါကိုရင်ကျုပ်ကသေတော့မှာတရားဟောပါကျုပ်လည်းအမေမျက်ရည်ကြတာကြည့်အမမျက်ရည်ကြတာကြည့်ကျုပ်လည်းမျက်ရည်ဝိုင်းလာကျုပ်ကြက်ထားတဲ့ဂါထာကိုစပြီးတော့ရွတ်လိုက်ဒီဝံပဋ္ဌိထာဘိကဝေဒီဝံပဋ္ဌိတဝနာဒါနန္ဒတဗံသီလံရခိတဗံဘာဝနံဘဝေတဗာလို့ကျုပ်ရွတ်လိုက်ဂါထာလည်းရွတ်ပြီးရောလက်အုပ်ချီပြီးတော့ကျုပ်အဖေသာဓု3ချိန်ခေါ်2ချိန်ခေါ်နိုင်တယ်နောက်တစ်ချိန်ကျတော့မပီဘူးဝါပြီးတန်းပြီးအသက်ထွက်သွားတယ်ဝိုင်းငိုလိုက်ကြတာအမေရောအမတွေရောကျုပ်လေပြောချင်တယ်
အဖေကျုပ်ရွတ်တာပါဠိရှိသေးတယ်အနဲ့တောင်မဆုံးသေးဘူးအနဲ့ဆုံးအောင်နားထောင်ပါတော့လားတရားနာပါတော့လားလို့ကျုပ်ပြောခြင်းဘယ်ပြောနိုင်တော့လို့အမေတွေအမတွေငိုတော့ကျုပ်ကလဲပြီးတက်သွားလိုက်တာပရိမယအဲ့ဒါအဖေမေတွေကပွေပြီးတော့ကျုပ်ကရင်မော်တင်ကျုပ်ကရင်မော်ရောက်နေတော့မှအဲ့ဒီကြောင့်မှအဖေနာတရားဟောတာအဖေသေးတာကိုငိုးနေကြပြီအဲ့ဒီကြောင့်မှကျုပ်သိအဲ့ဒီအချိန်ကစပြီးတော့ငါအဖေနှစ်သက်တဲ့တရားငါသားလေးကိုရင်ဘဝနဲ့တရားဟောနေတဲ့ဓမ္မကတိကလုံနေတယ်ငါအဖေဒီလိုသိသွားတယ်ငါအဖေကိုကျေးဇူးဆက်တဲ့အနေအချင်းငါဓမ္မကတိကလုံမယ်လို့ကျုပ်ကိုရင်ကလေးကဒီဆုံးဖြတ်ချက်ကိုချခဲ့ဒါကြောင့်တရားဝဲကြီးပြီးတိုင်းအမေကျုပ်တရားဟောတဲ့ကုသိုလ်တွေအမျှဝေမယ်ကျောင်းကနေသာဓုခေါ်နော်ဘဝတစ်ပါးပြောင်းသွားတဲ့ဖခင်ကြီးကြာရရက်ကသာဓုခေါ်နိုင်ပါစေကျုပ်တရားဟောတဲ့ကုသိုလ်တွေကိုကျုပ်အမျှဝေပြီးဟောနေတဲ့ဘုန်းကြီးဒါကြောင့်မိဘကျေးဇူးဆက်တဲ့အနေဒီတရားကိုဟောနေပါလေအဲ့ဒါကြောင့်မလို့သေဂန်ဤကာလဆိုတာအတော်ခက်ဒီလိုပဲတရားနာပြိတ္တသာသမီများဟာတိတ်ကြောက်တတ်ပါကျုပ်လေခုနိုင်ငံကျော်တဲ့ဓမ္မကတိကကြီးဘဝရောက်လာတော့အမေရဖြင့်ပျော်လိုက်တာပျော်ပေမဲ့လို့လေတရားဟောတဲ့အလုပ်ကြီးငါသားတရားမဟောပါနဲ့လို့လေ तू မတားရဲရှာတော့အမေအသက်ကြီးပြီနော်အမေအသက်ကြီးပြီနော်ကျုပ်အမေကဒါပဲပြောရောက်ရအရက်ကမိခင်ကြီးကျမ်းမာပါစေဆုတောင်းဖုံးဆက်လို့ရတဲ့ဌာနမန္တလေးစေရနာတေးတန်သွင်းရင်တော့ကတော့တောင်းနိုင်စတိုးပေါ့လေဓာပြားရောက်တဲ့ဆိုင်နေကျုပ်တပည့်လေးတွေထန်ကျုပ်ဖုံးလန်းလန်းဆက်အကြောင်းကားနဲ့သွားမေးစားအမေနေကောင်းရလားအမေကျမ်းမာရလားဒီလိုမေးပြီးတော့အမေကျမ်းမာလို့ကျုပ်တရားဟောနေနိုင်ပါတယ်အမေသာမကျမ်းမာဘူးဆိုရင်ဘယ်လောက်ရတဲ့ပွဲကျုပ်ပြစ်ပြီးအမေထံကောင်းနဲ့ပြေးရမှာပါဗျာဒီစိတ်ဒီအာယုံကျုပ်မှာအမြဲတမ်းရှိဒါကြောင့်ကွယ်ငှက်ကြီးငယ်နှမငယ်များတရားနာတဲ့အချိန်ခါမှာဒီအတုတွေယူကြစမ်းပါငါတို့အကျိုးပေးနေတာဒါဟဲ့ဒီဂုံကျေးဇူးဟဲ့မိဘစိတ်မချမ်းသာအောင်မိဘစိတ်ဆင်းရဲအောင်ဆရာသမားမယိုသေးရတနာသုံးပါးမရှိကရင်ငငယ်တုန်းကတို့မိဘများပြောတယ်တို့ဆရာသမားများပြောဘူးတယ်မင်းတို့တော့လေဘုံကြီးလို့တက်မရှိဘူးတက်ရှိလို့ဘုံမကြီးဘူးတဲ့ဒါကြောင့်ငါညီငယ်နှမငယ်များလည်းအတူယူပြီးတော့အသက်ရှင်လျက်ရှိကြတဲ့မိဘများစိတ်ချမ်းသာအောင်ထားကြပါလို့ငါသတိပေးပါကြည့်ဟိုမှာတရားနာပြိဿသေဂာနီဆိုတဲ့ကြောင်းခက်တယ်သေဂာနီကာလဆိုတာကလည်းပြုံးမနဲ့တချို့ကအသက်ကငင်းပြီးတော့လဲကန်နဲ့မသိနိုင်ရှာဘူးတချို့မตาလောင်းကလူစုံအောင်စောင့်ဟုတ်တယ်သေဘူးဒီထက်မตาဝေဖန်ရေးသမားလုပ်တဲ့လူကရှိသေးတယ်9 ရက်တောင်ရှိပြီတဲ့အစာမစားတာသေဖို့ကောင်းပြီတဲ့အသက်ကပြင်းတာမตาသွားဝေဖန်ဟိုတယောက်ကဆက်ပြောသေးဘယ်သေးအောင်မတုံးနဲ့ရန်ကုန်သွားတဲ့သူသားကြီးမှပြန်မရောက်သေးပဲကူမตาဝေဖန်နေတာလေတချို့ကလည်းလဲကန်နဲ့သေကန်ကြီးဟုတ်ပါတယ်သူတို့ပြောတဲ့အတိုင်းမသေးနိုင်ရှာဘူးငါသားလေးခေါ်ပေးပါသမီးလေးခေါ်ပေးကြပါသမီးသားယောက်ျားလေးကိစ္စမရှိဘူးသမီးတို့မေးစိတ်မရှိဘူးလဲကန်နဲ့မထွက်နိုင်ဘူးအသက်ကသေဂာနီးကြီးတွေကြုံမှာခဲ့ပါရစေသေဂာနီးကိုလန်းကိုကြည့်ပါငါတရားတွေနာခဲ့ပြီသီလဆောက်တည်ခဲ့ပြီတရားအထုတ်ခဲ့ပြီကြောင်းကံဖရာတွေအတွက်လှူခဲ့ပြီသားရှင်ပြုခဲ့ပြီလှူခဲ့ပြီကြောင်းဆောက်ခဲ့ပြီအဲ့ဒီကုသိုလ်တွေသာအာယုံပြုတ်ပြီးတော့အသက်ထွက်လိုက်ရရင်နိဗ္ဗာန်မရသေးတော့လေသူကတိနတ်ပြည်လောက်ကတော့တန်းနေပါလေဗျာမှားခဲ့ပါရစေသေဂာနီးဇောအင်မတန်အရေးကြီးပါအရေးမကြီးဘူးလားပြိဿကြီးအရေးကြီးတာပေါ့မန္လိကာမိဖုရားကြီးကြည့်ခင်ဗျားတို့သိပါတယ်မန္လိကာမိဖုရားကြီးဆိုတာတရားနာပြိဿဟိုရှင်မရင်ကောသလကလူအားကြီးလိမ်ဘူးတယ်မန္လိကာမိဖုရားကြီးနောက်ကခွေးကလေးတစ်ကောင်ကတကောက်ကောက်လိုက်
မာလိကမိဖုရားကရေချိုးကန်းနဲ့ဝင်ပြီးတော့ခြီသလုံးကိုကုန်းပြီးတော့ရေအိုးထဲကရေကိုခတ်ပြီးခြီဆေးတော့ခွေးကနောက်ကမတူတော်တို့ရဲ့အကျင့်ဖြင့်ကျင့်အဲ့ဒါကိုตาရမိမြင်းမိရှင်မယင်ကြီးကလေသာပရင်ကဟိုင်းမိမယုံကြည်စမ်းတိုင်းပြီးအုပ်ထုတ်တဲ့ဘယင်ကတော့ဖြစ်ပါလျက်ကနေခွေးနဲ့ပျော်ပါမိမယုံကောသားကြီးကအော်ရတာအသင်ကောသလားဘယ်နဲ့ကြောင့်ငါ့ကိုမိမယုတ်ခေါ်တယ်လဲခေါ်တာပေါ့သင်ဒီမိမယုတ်ကြည်စမ်းမင်းပြခေါင်ကြီးဖြစ်ပြီးတော့သင်ဒီခွင်းနဲ့ပြောပါအသင်မင်းကြီးငါဒီလိုမဆိုစွမ်းနဲ့ဒီရေချိုးကငါတယောက်ထမ်းဝင်နှစ်ယောက်ထင်ရတာငါမြင်တာမငင်းနဲ့အေးလေသင်ဝင်ကြည့်ပေါ့တယောက်ထမ်းဝင်တာနှစ်ယောက်ထင်ရတယ်ဒီရေချိုးကကောသလကြီးကလည်းအားလိုက်ပုံများမိမပြောတဲ့စကားအဟုတ်မှပြီးရေချိုးကနဲ့သူကဝင်ကြည့်မိဖုရားကြီးကလေသာပရင်ကလှမ်းပြောတယ်လူရောက်ကြီးတဲ့သူရောက်မှကြီးတဲ့ရှင်မရင်ဖြစ်မိဖုရား16000နဲ့နေရတော့လေသင်ဒီစိတ်မနဲ့ပြောပါတယ်မဟုတ်ဘူးနော်ငါတယောက်တည်းရဲ့ငါကိုယ်တိုင်မြင်တာမငင်းနဲ့အမလီကောသလကြီးကယုံတယ်ဗျာဟာဒီရေချိုးကတယောက်တည်းဝင်တာနှစ်ယောက်ထင်ရတာဟုတ်တကူတဲ့ရှင်မရင်ထဲမှာအရကအာဆုံးကတော့ကောသလအဲ့ဒါလို့ယုံတာပရိသတ်ရဲ့ဒီလိုရှင်မရင်ကိုသူလိမ်မိတယ်ပရိသတ်ရှင်မရင်ကလည်းယုံတယ်ဒုတနတ်သောဆိုတဲ့အတန်ကြီးကြားရတော့ကြုတ်ခေါ်ထားတာရှိတယ်ဟိုလှလေခက်လေဆိုတဲ့တရားထဲမှာဒုတနတ်သောဆိုတဲ့အတန်ကိုကြားတော့ပုံနာများမေးတော့ရစ်နတ်ပူဇော်ရမယ်ဆိုလို့တပ္ပတတရစ်ပူဇော်ပွဲကြီးကောသလကလူအားကြီးပြောတိုင်းယုံတတ္တဝါတွေတရားစီတတ်ဖို့သူစီစဉ်တယ်အဲ့ဒီနေရာမှာမိဖုရားကြီးကမောင်တော်ဘုရားဘာလုပ်တာလဲဟိုငါအသက်အတွက်စိုးရင်ရတယ်ဆိုလို့ဒုတနာသောဆိုတဲ့အတန်ကြီးကြားလို့လေချောင်းသွင်းနဲ့ရင့်နာပူဇော်မှုတတ္တဝါတွေတရားစီတတ်မယ်မိုက်ပါပြီသင်ရှင်မရင်ကြီးရဲ့ဘာမှမသိတဲ့ပုံနာတွေပြောတဲ့စကားဘာမှမသိတဲ့ရှင်မရင်ကြီးနားထောင်တယ်ဒါပေမဲ့ဟောလောကသုံးလောကထိုတာတတ်ပြည့်ညမြတ်စွာဘုရားမှာအကုန်စင်သိတာငါလည်းဘုရားထဲမှာခံမသိပဲကွာလာဒါပေမဲ့ကျုံတော့လိုက်ခဲ့မိဖုရားကြီးကဘုရားလျှောက်လို့ဟောနောက်ဘဝတုန်းကကတ္တဗဘုရားလက်ထက်တုန်းကမိမတွေခေါ်ပြီးပျော်ပါတဲ့တထေသား၄ယောက်သူများတာမယာစော်ကားခဲ့လို့ဟိုတန်ရည်ဘူးငရဲကြတာတကားတော့တဲ့သင်နဲ့ဘာမှမဆိုင်ဘူးဒုစီဝိတမစီဝိမရေတန်နောနာဒရာမသေးလို့ပါဠိဆုံးအောင်ရွတ်ချင်တာမရွတ်နိုင်မဲနဲ့ဒုဆိုပြီးမြုပ်သွားတယ်နောက်တစ်ယောက်ကသဆိုပြီးမြုပ်သွားတယ်နဆိုပြီးမြုပ်သွားတယ်သောဆိုပြီးမြုပ်သွားတယ်အဲ့ဒါလို့ဖယားဟောတော်မှာတရားနာပိဋကတတ္တဝါတွေတရားစီတတ်မဲ့ရစ်ပူဇော်ပွဲကြီးငြိမ်းခဲ့တာမိမ့်မလိမ္မာမန္လိကာကြီးကြောင့်ပါလားမန္လိကာကြီးဒီလိုတတ္တဝါတွေအသက်ကယ်တဲ့ကိစ္စသူသတိမထားဘူးဟောသေဂာနိကာလကြတော့မောင်ဖယားကငါလိမ်မိပြီလိမ်မိတယ်ဒီရေချိုးကနှစ်ယောက်ထင်ရတဲ့ဆိုတာမောင်ဖယားကလည်းယုံမိတယ်သေဂာနိကုသိုလ်သတိမရဘူးအဲ့ဒီအကုသိုလ်ကြီးတန်တရားကုတ်ကုဆဖြစ်ပြီးသေသွားလိုက်တာဟောအဝိစီ9ရက်ကြာတဲ့ရုပ်သေဂာနိကြီးတွေမှတ်ထားကြအရေးကြီးလုံးလုံးနော်အဲ့ဒီလိုအဝိစီ9ရက်ကြာတဲ့ကိစ္စသူမိဖုရားကြီးဘယ်ရောက်တုံးလို့မြတ်စွာဘုရားထံလာလာလျှောက်တယ်ဘုရားကလျှောက်ခွင့်မပေးဘူးဘယ်ပေးမလဲအကယ်၍သာလျှောက်ဖြစ်ခဲ့ရင်အဝိစီကြနေတယ်လို့ဘုရားကလက်ညှိုးထိုးပြရတော့မယ်ဒီနေရာမှာကောသလကြီးသည်အဝိစီကြတယ်ဆိုရင်ဘုရားကိုအင်မတန်ယုံကြည်တဲ့မိဖုရားဒါနတွေပြုခဲ့တဲ့မိဖုရားဘယ်မလဲဘုရားကိုးကွယ်တာအဝိစီကကဲနိုင်တာဘယ်မလဲဒါနပြုတာအဝိစီကိုကဲနိုင်တာဘယ်မလဲသီလကအဝိစီကိုကဲနိုင်တာဒါနသီလဘာဝနာပြုပြီးဘုရားကိုးကွယ်တာအလကားပဲဆိုပြီးကောသလကြီးပါအဝိစီလိုက်သွားမှတနာလို့ရှောက်ခွင့်မပေးဘူးသူ့တက်မမေ့လောက်တဲ့စကားတွေနဲ့ဘုရားကလှည့်ပတ်ပြီးတော့ဟော9ရက်ပြည့်လို့တရားနာပိဋက10ရက်လည်းမရအောင်ဟိုကအဝိစီကလွတ်ပြီးနတ်ပြည်တက်သွားပြီအဲ့ဒီကြမှာရှောက်ခွင့်ပေးတယ်တပည့်တော်မိဖုရားကြီးဘယ်ဘုံကဘယ်ဘဝရောက်တော့ဗျာတကားတော့နတ်ပြည်ရှိလေရဲ့အဲ့ဒီကြမှာကောသလဒါနတွေမဖြစ်ဒါကြောင့်တရားနာပရိသတ်ရေ
အဲ့ဒီလိုယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်ယုံကြည်မှုမရှိတဲ့ပုဂ္ဂိုလ်အမတန်ကွာခြားပါသည်မကွာခြားဘူးလားတရားနာပြိဿကြီးဒါကြောင့်သေကံဤကြီးတွေနဲ့ပတ်သက်ပြီးတော့ထွက်သွားတဲ့စကားလုံးနည်းနည်းလေးတော့ပြန်ပြီးတော့ကျွတ်တို့ဖမ်းကြပါအောင်ဆိုဇက်ကွက်ပြောက်သွားရောသေကံဤဂယုဆိုင်ပါသေကံဤဂယုဆိုင်ပါကုသိုလ်ကောင်းမှုတွေအာယုံပြုပါအာယုံကောင်းလေးနဲ့သေပါဒါကြောင့်ခမရတို့အနေနဲ့ကြုတ်သတိပေးပါတယ်သေကံဤကိုပရိတန်ဃာတွေပင့်ပြီးပရိရွချင်းဆွမ်းကတ်ချင်းသင်္ကန်းရောင်လေးတွေပြချင်းဒါမျိုးကလုတ်ပါဒါမျိုးလုတ်ကောင်းပါတယ်တချို့ကဒါမျိုးမလုပ်ဘူးကလေးတွေသွားမြောက်တယ်အသက်ထုတ်ဖို့ကောင်းပြီတဲ့မင်းတို့စိတ်မချလို့တဲ့နင်တို့စိတ်မချလို့တဲ့သူခမရလဲဒုက္ခခံစားရတယ်နင်တို့လည်းပြုစုရတာဟိုကြီးတာပဲတဲ့အဲ့တော့မထူပါဘူးတဲ့ခွင့်လွတ်လိုက်ကြတော့လေတဲ့ကလေးတွေကလူကြီးစကားဆိုတော့အဟုတ်မှပြီဖေမေသမီးတို့အတွက်စိတ်ချတော့သားတို့အတွက်စိတ်ချတော့ပါရိုးရိုးပြောတာမှလည်းသေပါတော့လို့ခိုင်းတာအဲ့ဒီလိုပြောတော့သိရင်ပါဏာတိပါဒထိုက်တယ်ဟဲ့ဒါကြောင့်လူကြီးတွေကလည်းအရထဲကလေးတွေသွားမမြောက်ပါနဲ့ခွင့်လွတ်လိုက်ပါခွင့်ပြုလိုက်ပါမလုပ်ပါနဲ့ပရိယောတန်ဃာတော်တွေပင်ဆုံးကတရားနာသင်္ကန်းလှူသင်္ကန်းရောင်လေးတွေပြအဲ့ဒါသူဂတိဘဝကိုရောက်နိုင်အောင်အာယုံကောင်းနမိတ်ကောင်းလေးတွေပေးခြင်းဖြစ်ပါတယ်ဒါကြောင့်သေဂာနီးနဲ့ပတ်သက်ပြီးတော့ကြည်ပါခုတန်ရောစဒါနပြုခြင်းနဲ့ပြုခွင့်မရတော့ဘူးသေတော့မှာတာရဲ့ဒါကြောင့်မင်းအဖေကိုမကြောက်ပါနဲ့ကိုရင်လဲလို့အဖေခေါ်မယ်မင်းလေတကားကြီးလို့ထူပါလားပါရဲ့ခေါ်လာခမများများတို့ကကြည့်လိုက်တာပါရဲ့ကိုရင်လေတကားကြီးကိုရင်လေတကားကြီးရကိုင်းဒီကလေးကစိတ်မရှိဘူးတာဘယ်နဲ့ကြောင့်ငေါက်တာတို့ပါရဲ့ဟုတ်တယ်ဗျာတော်ရောပေါ့တခါကိုထူးရင်တာရဲ့ဒေါသကြည့်လိုက်တာဝန်တာပါတယ်တာရဲ့မင်းကတကားကြီးလို့ခေါ်တာဖေဝန်တာတယ်အဖေမနေရတော့ဘူးအဖေလေးမျက်စိတွေပြလာပြီးငါသားလေးရဲ့မျက်နှာကိုကောင်းကောင်းမမြင်ရတော့ဘူးလူလေးအနာတိုးပါဦးတာရဲ့လာပါတာရဲ့ကလေးရဲ့ဟိုနားလေးနှစ်ဖက်လက်ဝါးနဲ့အုပ်ပြီးရင်ဘပေါ်ဆွဲတင်လိုက်တာမင်းကြောက်တယ်ဗျာကျုံဒါကလေးကယုံလားယုံပြီးထွက်ပြေးဟဲ့တာလာလေဟိုတာလူကလေးပြေးတာကလေးကဟိုအမေနောက်ကကပ်ပြီးတော့ပုံကွယ်ကြည့်လူကလေးတာမျက်စိကမမြင်ဘူးတာဆိုပြီးတော့စမ်းတာတော့သားပဲစမ်းတာတော့သားပဲမျက်စိကမြင်မှမြင်ပဲကိုကွာစမ်းတာတော့သားပဲကလေးကအမေနောက်ရောက်နေပြီဟင်ကိုတိုင်ဝစားတော့လက်ကြီးကဘာလုပ်တာတော့မဟုတ်ပါဘူးနှမရဲ့တာဟောတော့သားကဒီမှာနောက်မှာကွဲနေတယ်မမြင်တော့ဘူးတာမင်းမျက်နှာအဖေမမြင်တော့ဘူးနှမရဲ့မောင်ကြီးသေသွားတဲ့အချိန်ခါမှာသားလေးကိုရှင်ပြုရပါကွဲနှမရဲ့သားလေးကိုရှင်ပြုရနော်ကြာရကနေပြီးတော့သာဓုခေါ်ပါရစေကိုတိုင်ရောစာအမြလို့ဝေလိုက်ပါတော့မောင်ကြီးရှိလို့ရှင်ပြုမယ်ဆိုရင်တင့်တော့တင့်နဲ့လင်းစုံမရဲစုံနဲ့အခုမောင်ကြီးမရှိလို့မုတ်ဆိုးမကြီးဘဝနဲ့အလှူပေးရမှာနှမရဲ့ငါသေးတော့ကိစ္စမရှိဘူးမုတ်ဆိုးမကြီးရှင်အပြုတ်ခလေးချင်းအလှူတကဘယ်ဟာရုံးလို့မေးကြရင်မင်းမလို့ပြအဲ့ဒါရှင်မတင်မောင်ပြောပြီးသားဒီမှာကြားနေရောကျုပ်ကရှောက်ပြောလို့မိုးလင်းမဲ့ဘုံကြီးတော်ပြီဒီလောက်တင်အဲ့ဒါလို့ပြောပြီးတန်ရောစလေနှမကိုတန်ရောစတာဖေအဖေမနေရတော့ဘူးနှမရေမောင်ကြီးရင်ထဲဆိုလာပြီအသက်ရှူကြလာပြီမောင်ကြီးလေကဲသေးပါသေမဲ့လူကသေမှာပြောရတဲ့ဘုံကြီးမသက်တာဘူးကဲစက်ကလေးလေကြခောက်ကနေအနိစ္စရောက်ရောပြုအနိစ္စရောက်တော့မေတုတဟောလူလေးမင်းဖေးကြည့်သားမဟုတ်သားရဲ့ဖေပြုတ်ဖေးကလေးကခေါ်မေတုတကအပားကိုကတ်လို့ကိုတန်ရောစာပြုတ်မောင်ကြီး
အော်လူတကလောင်းကြီးရဲ့သားလေးကိုရှင်ပြုခြင်းနဲ့ဆိုအခုတော့သပိတ်ကြီးလွယ်ရတောင်ကြီးထမ်းလို့တော့သားလေးကိုအလှတကကြီးရလို့ရှင်ပြုခြင်းနဲ့မကြွားလိုက်ရလေချင်းကိုတန်ရောစာပြုံးပေါင်ကြီးကြောက်လေမုံဆိုးပါကြီးဘဝနဲ့တော့သားကိုဘယ်လိုလုပ်ပြီးတော့ရှင်ပြုရပါမထုံးအော်ကြည်စမ်းပါဦးမသေးခင်တော့ငါသားလေးခဏခဏပူစားလို့ရှင်ပြုပေးပါဆိုတာကတော်တပွဲနဲ့သင်္ကန်းဝတ်ပေးပါဆိုတာတော်ဝါသနာမပါခဲ့ဘူးအခုသေကနီကာလမှာရှင်ပြုခြင်းတော့တော်ပဲပြုရတော့ထုံးပြုံမောင်ကြီးဟောဒီမဲ့သူတော်ပဲလို့လုပ်ပြီးတော့ငိုတာဒေသကြီးငိုတယ်လို့မှတ်ပါဗျာအငိုတန်ရင်သိမကောင်းဘူးဟုတ်တယ်မသုဒအတော်ငိုတယ်ငိုရင်ကျုပ်မှာကမှသိမကြဘူးတော့မှတ်တော့ဟုတ်တယ်ဟိုကြားဘူးလားရှေးတုန်းကဆိုကျုပ်ငယ်ငယ်တုန်းကကဲပြောမယ်ဗျာလက်တွေ့ပေါ့ကျုပ်ကြံဒီကံမှာဟောကိုရင်ဝင်းနဲ့ကြံဒီကံကိုရင်ဝင်းနဲ့မန္တလေးကကျွတ်တူဥရတဲ့ဖရဆေးတယ်ကြီးလေဘုတ်ထုတ်ဆေးတို့ရက်စားတို့ကြံဒီကံတောင်းနှလုံးနဲ့လာရောက်သူရထားတဲ့မိန်းမကသီလရင်လူတွေစာတတ်ပိဒမတ်ရွှေခင်းတဲ့ဗျမိန်းမငယ်ငယ်လေးရထားအဖိုးကြီးကကျွတ်တို့ရှိလေဘုတ်ထုတ်ဆေးတို့ရက်စားတို့လာရောက်ရင်းနဲ့ယောဂတစ်ခုနဲ့ပျက်စီးရောကြံဒီကံမြောက်ကြောင်းပျက်စီးတော့လှမ်းအကြောင်းကြတော့မတ်ရွှေခင်ပေါက်လာစာတပိဒမိတ်ဆက်မြတ်တန်းရှုံးမှာပေါ့လာပြီပြုတ်အလောင်းနာမေးစီလက်ဖနှောင်းနဲ့ထောက်လို့အော်ကိုရမငိုသေးဘူးအစပြောရတာနားလေးကြည့်စမ်းအောင်မျက်လုံးကြီးမိတ်လို့တော့သူများတွေကသေတာလေကိုရရဲ့သူများတွေကသေတာလေသူကမသေတဲ့အတိုင်းပဲသိတယ်မထင်ဘူးအိမ်မတော်ကမျက်စိကြီးမှိတ်ပြီးတော့အိမ်နေသလိုကြီးမလေးအိမ်နေတာတော်ရဲ့အသက်များရှူသေးသလားထဆန်းသားမောင်းဝဲဆိုဟိုမိမဟုတ်ထဆန်းတယ်ဟုတ်မလို့ဘေးကလူမျက်စိလေအောင်ပြောတယ်မရွှေခင်ကျုပ်လေခရီးဝေးမသွားပါနဲ့ပြောတာကျုပ်စကားနားမထောင်လို့တော်ဒီလိုဖြစ်တာကျမဲကိုရမန္တလေးသိရင်တော့ပန်းရထားကြီးနဲ့သွားရမှာတော့အခုတော့ကျုပ်စကားနားမထောင်လို့တော့မှတကောင်ကျွဲသေးလို့ရင်းစီးပြီးတော့အလောင်းအချင်းကြီးပြရတော့မှာပါလားမိရွှေခင်မနေနိုင်ဘူးကျွန်းတာပါလောက်ပြစ်လိုက်အောင်မတော့အလောင်းမော်ကြော်ပြီးဝုန်းမနဲ့ကျွန်းပြစ်တာကျွတ်တို့ဘုန်းကြီးတက်သွားဘုန်းကြီးနောက်ကရောက်တာမသိဘူးကိုရအော်ကိုရတို့ဘုန်းကြီးနောက်ကတုံးသွားအမလေးကြည့်သားမငယ်တော့ချီကြည့်တော့မိရတဲ့ကျုပ်လေတော့အသက်ကြီးတာကြီးယူထားတာမိရမလားလို့ယူတာတော့ခုတော့ရွှေတောင်ကြီးပြောပြီကိုရရဲ့မလေးမိရွှေခင်မနေနိုင်ဘူးကျွန်းတပါးလောက်ပြပြန်ရောပြုတ်ဝုန်းကနဲ့ကျွန်းပြစ်ပြီးအလောင်းမော်ကြော်ပြစ်ပြီးဟိုဘက်ကျမှလက်အုပ်ကလေးချီဒူးကလေးတုပ်လို့ကိုရကတော့လှုပ်တတ်တဲ့တချို့ကလင်ကောင်းခောက်ပြီးမှကတော့တတ်တာရှိသေးဒီတော့ကျုပ်ဘုန်းကြီးကပြောတယ်ဟာရွှေခင်တဲ့ငါเจ้าကြီးများပြူကြပါအောင်ဟာဘုန်းကြီးကအောက်ဆင်းလာတယ်ဟဲ့ကိုရင်နေဖေဟာဒီမိန်းမလင်းသေးတာဒီလောက်ငိုတဲ့မိန်းမနောက်ထပ်သိမ့်မကြဘူးကွာကျုပ်ကကိုရင်နဲ့ကမှတ်ထားတာခုတတိခေါ်တော့အဲ့ဒါမရွှေခင်အလောင်းသင်းကြိုပြီးတော့ဘုန်းကြီးလျှောက်သွားတယ်တပည့်တော်ဗျာတဲ့9ရက်ပြည့်ရင်မန္တလေးကဒီလာပြီးတော့ရဲလေစွန်းလာကပ်ပါမယ်တဲ့မရွှေခင်လျှောက်သွား9ရက်ပြည့်ရင်ရဲလေစွန်းကပ်ပါမယ်လို့လျှောက်သွားတယ်မရွှေခင်မန္တလေးရောက်လို့3ရက်လောက်လဲကြာရောနောက်အိမ်တောင်ပြူပရက်ဆိုဘယ်ကျွတ်တို့ဘုန်းကြီးတွေရက်လဲစွန်းစားရတော့တုံးမြန်နဲ့တော့ဒါတော့အရထဲအငိုတဏ္ဍာတွေများတွေ့ရင်ပြောလိုက်ကြစမ်းမှာကြာခင်ဘူးလို့ဒါအငိုတိတ်တဲ့ဆေးတော့ပေးတာပဲကြိတ်ငိုရင်တော့မတတ်နိုင်ဘူးပေါ့အငိုတန်ရင်အဲ့ဒီတိုင်းပဲအခုကြည့်မေတုတအငိုတန်လိုက်တာကုတန်ရောစား
ကျုပ်ဘယ်လိုလုပ်ပြီးတော့ဟောဒီသားလေးရှင်ပြရပါမတော့နဲ့ငိုရင်နဲ့ပဲအလောင်းကိုသုတ်တန်လိုက်ဖို့တရားနာပရိသတ်ကြီးမောင်တန်ရောစာရဲ့အလောင်းကိုလဲသုတ်တန်ပို့ပြီးပါလေရောအိမ်ပေါ်ရောက်ဒိဗ္ဗံနဲ့ပြောတာနော်မောင်တန်ရောစာအလောင်းလဲသုတ်တန်ပို့ပြီးပါလေရောအိမ်ပေါ်ရောက်တိလောက်ပြီးထင်တာပဲကြာခင်ဘူးလို့ပြောနေမှာမောင်တန်ရောစာအလောင်းလဲသုတ်တန်ပို့ပြီးပါလေရောအိမ်ပေါ်ရောက်နောက်တယောက်တောက်ရှောင်းဟေးမြန်နဲ့တော့အငိုးသနာတွေသတိထားဘယ်သားလေးရှင်ပြုပြည့်တုံးတရားနာပရိသတ်ရဲ့သားလေးရှင်မပြုဘဲနဲ့ဟောတရားနာပရိသတ်နောက်အိမ်တောင်ပြုပါပြီဗျာမောင်တန်ရောစာခမညာကတော့ယမမင်းထံအစစ်ခံရပြီဟေးတန်ရောစာခမညာလာခဲ့ဒီကိုလူဘဝတုန်းကဒါနပြုခဲ့ရလားဟဲ့ခမညာဒါနဆိုတာဘယ်လိုဟာခေါ်တာလဲခမညာကြည်စမ်းกว่าလူဘဝကြီးရပါလဲကနေဒါနမသိခဲ့ဟာဒါနလူဆိုတာလှူတာပေးတာကန့်တာကျွေးတာမွေးတာပေါ့ဟာဟုတ်ကဲ့ခမညာကျွန်တော်ဂရီ40တောင်ချမ်းသာပါလေခင်ဗျအေးတော်သေးရဲ့ကွာဂရီ40ချမ်းသာတော့မင်းကုသိုလ်ဒါနတစ်ခုခုတော့ပြုခဲ့မှာပေါ့မပြုဘူးခင်ဗျမယားနဲ့တာမသိအောင်ကျွန်တော်မြေကြီးထဲမြုပ်ထားတယ်တဲတော်တာပေါ့ကွာဂရီ40မြေကြီးထဲမြုပ်ထားတော့အခုမင်းယူနိုင်ခဲ့ရဲ့လားဟဲ့မယူနိုင်ပါဘူးခမညာကရီ40မဆူထားနဲ့ကျွန်တော်ချစ်တယ်မယားကျွန်တော်ချစ်တဲ့သားသူတို့ရဲ့ပိုချစ်တဲ့ကိုယ်ခန္ဓာကိုအကုန်လုံးကျွန်တော်ထားပစ်ခဲ့ရတယ်ခမညာဒါတွေလူဘဝတုန်းကမသိဘူးပေပြီးတဲ့အချိန်အမှောင်ထဲရောက်မှရမယ်မင်းနောင်တာကမင်းကျေးဇူးပြုအောင်မလားဟာဟေးဓမ္မမင်းဒါနလည်းမပြုခဲ့ဘူးသီလကိုစောင့်တည်ခဲ့ရလားဟိသီလဆိုတာဘာတော့ခင်ဗျာလာပြန်ပြီဘုန်းကြီးကြောင်းသွားတာပေါ့ကွာဥပုသ်ဆောင်တာပေါ့သီလစောင့်တည်တာပေါ့ဟုတ်ကဲ့ကျွန်တော်ကြောင်းတစ်ခေါက်ရောက်ပါတယ်ခင်ဗျာတော်သေးတာပေါ့ကွာဒါနမပြုပေသည်သီလကုသိုလ်ပါလို့ကျွန်တော်ဥပုသ်ဆောင်သွားတာမဟုတ်ဘူးခင်ဗျာမင်းကဘာလို့သွားတာဥပုသ်နေကြီးဥပုသ်တွေမုံဟင်းငါတိုက်တယ်ဆိုလို့ကောင်းသေးလားကျွန်တော်မုံဟင်းငါတောက်ရင်တစ်ခေါက်တော့ရောက်မိပါတယ်ခမညာတဲတော်တဲ့ကောင်ကိုကွာသူကလည်းကူစားရတော့ရတာလေးတော့မှတ်ထားတာပေါ့ကောင်းတဲ့လူမပြောနဲ့အယူတောင်မှတ်သေးမြင်ဦးလားရှေးတုန်းကဟိုကြောက်လန်းပေါ်မှာဇေယျတစ်ခုရေးထားတဲ့အယူမတယောက်ကကျွတ်မုံဝင်တဲ့ရေးထားကျွတ်မုံဝင်ဆိုတဲ့စာရေးထားတော့ဘုန်းကြီးတွေတွေ့ဝေဒင်ဆရာတွေတွေ့အမျိုးမျိုးတွေ့ကြတာပေါ့လေဘုန်းကြီးတွေရောဝေဒင်ဆရာတွေရောအကုန်လုံးခေါင်းချင်းဆိုင်ပြီးတော့အဲ့ဒီကျွတ်မုံဝင်အဓိပ္ပာယ်ရှာကြတာရွာတွေကလူတွေရောတုံအုံအုံနဲ့ဘယ်သူမှအဓိပ္ပာယ်ဖော်လို့မရနောက်အယူမကခုံပြေးလာဟေးငါရေးထားတာသူတို့သိလန်းသိပဲနဲ့ဟုတ်ဗျာကိုကျိုးနဲ့ပါနင်ကဘာရေးထားတာကျွတ်မုံဝင်ငါရေးတာတဲ့ကျွတ်ဆိုတာတည်င်းကျွတ်တဲ့မုံဆိုတာတစောင်မုံတဲ့အဲ့ဒီတစောင်မုံလားဝင်ကဘာပွဲငါမုံဟင်းငါတောက်ခဲ့တာမှတ်ထားတာတဲ့ပြီးရောအကုန်ပဲလက်လာဒါကြောင့်တရားနာပိဿကိုစားရတော့ရတာလေးမှတ်ထားကြပါတယ်တချို့ကောင်းတဲ့လူလည်းမှတ်ယူတဲ့လူလည်းမှတ်ပေါ့လေကြည်တရားနာပိဿကြီးဟိုမှာကျွန်တော်ခမညာလူဘဝတုန်းကမုံဟင်းငါတိုက်တယ်ဆိုလို့ကြောင်းတစ်ခေါက်ရောက်ခဲ့ပါတယ်ခမညာသေရာထိသူကမှတ်သွားသီလလည်းမပါဘူးဘာဝနာရောဟိဘာဝနာဆိုတာဘာလုပ်တာလဲခင်ဗျဟာထိုင်ပြီးတရားထုတ်တာပေါ့ဟာဟုတ်ကဲ့ခင်ဗျာသူများတွေတော့တရားအထုတ်ပါရင်ကျွန်တော်တငုတ်တုတ်တုတ်နဲ့ပြင်းလို့မလုပ်ခဲ့ဘူးခင်ဗျမင်းကဘာမှမပါဘူး
င်းကဘာမှမပါဘူးကုသိုလ်ဒါနဒါနမရှိသီလမရှိဘာဝနာကနတ္ထိဟေးဒီမှာမင်းရဲ့သွားရလမ်းကြည့်လာခဲ့တာယေဘူးရဲ့ပြလိုက်ဗျာဒါဘာလို့တာတော့တာယေဘူးတွေခင်ဗျာတာယေဘူးတွေကွာဒါတွေဘယ်ပို့ဖို့လဲခင်ဗျာမင်းတို့လူပြည့်တန်ရှားလို့ငါကြိုပို့ရမှာလားလို့ဟဲ့ဒီမှာဒီတာယေဘူးတွေမင်းချမလို့ကွာရည်စရာပြောရတာပါနိုင်ငံရေးစကားမဟုတ်ပါလာမင်းငါဒီထဲချမလို့ပေတော့ဆိုပြီးတရားနာပိဿဆွဲခေါ်တော့ဗျာမလေးမလုပ်ပါနဲ့ကျွန်တော်ကြောက်လှကြီးရဲ့လေကြောက်တယ်ကျွန်တော်ဒီထဲမချပါနဲ့ကျွန်တော်ကလေး40ကျွဲဝတဲ့ပစ္စည်းတွေရှိပါတယ်လူပြေပြန်ပြီးတော့ဒါနပြုဝရစေအောင်ခမညာဒါနမပါလို့ဒီလိုတန်ရေဘူးရဲ့ဆင်းရမှာဆိုရင်ကျွန်တော်လူပြေတော့ကကုသိုလ်ဒါနတွေပြုခဲ့ပါရဲ့ကျွန်တော်ပြန်မရစေခမညာတဲ့ခက်တဲ့ကောင်ကိုကွာဟေးဓမ္မသေပြီးမှလူပြေပြန်ရိုးထုံးစံရှိသလားကွာမဟုတ်ပါဘူးခမညာကျွန်တော်ကလေး40ရှိပါတယ်ဗျကုသိုလ်ကောင်းမှုပြုတ်ခွင့်ပေးပါခမညာကျွန်တော်လူပြေပြန်လွတ်လို့ကုသိုလ်ကောင်းမှုပြုတ်ခွင့်ပေးရင်ကျမမင်းရဲ့ကလေး40ခမရတဝက်ခွေပေးပါမယ်ခမရမင်းတို့လူပြေလို့ငါလှစားတဲ့ကောင်မှနေမင်းတဲဆိုးတဲ့ကောင်မင်းငါလာပြီးတော့ဟေးလာခဲ့ဆိုပြီးဆွဲခေါ်တော့ဟုတ်ပေါ့ခမရကျွန်တော်ကုသိုလ်ကောင်းမှုကျွန်တော်ကိုယ်တိုင်မပြုတ်ရရင်လေဟိုမယားလေးသွားပြီးတော့ကျွန်တော်သတိပေးလို့မရဘူးလားခမရအေးအဲ့ဒါလို့တော့ရတယ်ခွင့်ပြုပါခင်ဗျာသွားမဲ9ရက်ခွင့်ပေးတယ်9ရက်ခွင့်ပေးတယ်မင်းခန္ဓာကိုယ်ကြီးလူမမြင်စီနဲ့မသိအောင်သွားအတန်နဲ့တရိပေးနာနာဘာဝဝိနာဘာဝဆိုတာဘယ်သူမှသိလက်ခံနေတာမဟုတ်ဘူးကောင်းပါပြီခင်ဗျာဒါကြောင့်တရားနာပိဋက9ရက်ခွင့်ပေးတယ်နော်ခင်ဗျားတို့လည်းလူသေးပြီးတဲ့အခါ9ရက်မပြည့်ခင်ရက်မလဲခင်ရှိသေးတယ်ဆိုပြီးတော့ပေါ့လေအေးရပါပစိုးကောက်လေးထားလို့အင်ကြီးကောက်ကလေးနဲ့စေဝရီစိတ်တတ်တဲ့လူစေဝရီလေးထားလို့ဆေးလေးတောက်တတ်တဲ့လူဆေးလေးကလေးထားလို့ဘီလာရေတောက်တတ်တဲ့လူဘီလာရေပလင်းလေးထားလို့ကွန်းကြိုက်တတ်တဲ့လူကွန်းရာလေးထားလို့ရက်ကြိုက်တတ်တဲ့လူပလင်းထောင်းသူကြိုက်တာလေးတွေလှုပ်ပေးထားရတယ်ကိုဗျ9ရက်မပြည့်ခင်သူရှိသေးတယ်ဆိုပြီးတော့အဲ့ဒီလိုတရားနာပိဋကရေခင်ဗျားတို့ထားကြဒါပေမဲ့လို့တရားနာပိဋကမောင်တန်ရောစပြန်လာအိမ်ထဲဝင်မလို့အလုတ်ခြေကလေးအလှမ်းလိုက်ဟိုင်းတန်ရောစအိမ်ဆောင်တကလက်မခံခင်ဗျာလုံးမနေနဲ့မလာနဲ့မင်းညီဆောင်ပုတ်ဆောင်တယ်ခဏလေးပါခင်ဗျာမလို့ခြင်းဘူးငါအိမ်နဲ့မဝင်နဲ့ပိဋကအိမ်ဆောင်နာဆိုတာရှိတယ်နော်ပိဋကအိမ်ဆောင်နာမေတ္တာရှိအောင်အိမ်ဆောင်နာစောင့်ရှောက်အောင်ညတိုင်းအနန္တ၅ပါးရှိခိုးလို့ဘုရားဝတ်တက်လို့မေတ္တာပို့လို့အမျှဝေးလို့မနဲ့ဆွမ်းတော်တင်လို့ခင်ဗျားတို့ဟိုအုံသီးကြောက်ကြီးထားတာတဲ့မေတ္တာပို့ဖို့မမေ့နဲ့တချို့ကအုံသီးကြောက်ကြီးတပြေကက်တော့ထိုးပါရဲ့တဏခါကြီးတော့ပက်ပါရဲ့ပြီးတော့အုံသီးကြောက်နာတောင်ပြောမြောက်ပြောနေပါလိမ့်နတ်မနတနာဇိန်းစားတတော့တွေ့ရင်တွေ့မှာပေါ့မောင်တန်ရောစအိမ်ဆောင်နကဝင်ခွင်မပေးလို့မတ်တရနေရသည်သို့တော်လည်းတရားနာပိဋကရေအလစ်ဆောင်ရတာပေါ့အိမ်ဆောင်နဆိုတာလေဟိုအမြဲနေတာမှမဟုတ်ခဲနဲ့သူလည်းရှာရောက်ဖွေးရသွားရလာရနဲ့သူကသွားစရာရှိတဲ့ရှိသွားသေးတာကိုအိမ်ဆောင်နအပြင်မဲ့ထွက်သွားအလစ်တန်ရောစဝင်တန်ရောစအိမ်ပေါက်ဝင်ပြီးတော့အိမ်ဝင်းပေါက်ဝင်ပြီးတော့လှမ်းကြည့်လိုက်ဟာငါသားလေးကြည်စမ်းရှင်ပြုတ်ပါဆိုမပြုတ်ဘူးမတုတငါသားလေးကိုမင်းရရဆက်ဆက်ရေပုံးကြီးနှလုံးကိုမနိုင်မနှင်းအထမ်းခိုင်းတယ်မင်းကဘာလုပ်နေတုံးလို့အိမ်မော်ကြည့်လိုက်တော့ဟိုမှာကြည်တရားနာပြီးသားနောက်တစ်ယောက်နဲ့ပျော်ပါနေတာတွေ့ဟင်တဲ့ရက်ဆက်တဲ့မိမဟမလေးနောက်လင်ငယ်အားရအောင်ငါသားလေးကိုမင်းခိုင်းတာပေါ့
လက်သီးကြစ်ကြစ်ပါအောင်ဆိုဝင်ခြင်းတော်လည်းပဲတရားနာပိဋကမဝင်သေးဘူးအဲ့ဒီလင်သားမရှိမှသူအလစ်ဝင်စောင့်နောက်လင်သားလုပ်တဲ့လူလည်းအပြင်ထွက်သွားဝင်သွားပြီးတန်ရောစားမဲသူတရေနှမလို့လေကားခြေရင်းကလှမ်းခေါ်လိုက်သူတကဟောဒီတန်ခါကြားဘူးပါလေဟောတသက်လုံးအတူတူနေလားခုမှကြားဘူးတယ်လို့နောက်ဟဲ့အိမ်မတက်သူတအေးမဲသူတနှမဟဲကိုတန်ရောစားတာနဲ့တူတာနှမနောက်လှည့်ကြည့်ပါအောင်နှမရဲ့နောက်လှည့်အကြည့်လိုက်တန်ရောစားလဲမြင်လိုက်ရောမလေးလာလာပါဦးရောက်မအောင်နဲ့လေနှမအော်ပါနဲ့ကိုမအော်ပါနဲ့ဟင်ကိုတန်ရောစားတော့သေးတာဘယ်နဲ့ကြောင့်ပြန်လာတာတော့သွားခက်တော့ခက်ကြီးတရားနာလေးတာတချို့မိန်းမတွေကြတော့ကြည့်ကြလို့ကိုယ်တိုင်ပြပါပြတော့လေတစ်စီ6တယ်ထင်ပြီးတက်သေးတတ်တာသေပြီးတရားနာပြေးတာကြည့်ကျင်တယ်ပြောပါသည်ဟုတ်တာမဟုတ်ဘူးကြည့်ခုတကယ်ပြနေပြီလေကိုတန်ရောစားဟင်တော်သေးဟာပြန်လာတာတော်ကြုတ်လာပြီးတော့မချောင်းနဲ့6တာမဟုတ်ပါဘူးနှမအေးမောင်ကြီးပြောကြရှိလို့ဟင်သွားတော်ကြုံမကြည့်ရဘူးသွားမပြနဲ့ကြုံမကြည့်ရဘူးအဲဒူဒူနေလာပြီခုမှမပြနဲ့မကြည့်ရဘူးတွေပါလေလို့ပြန်တော့ကိုတန်ရောစားပြန်တော့နေပါအောင်နှမရဲ့မောင်ကြီးကိုမနှင်မနဲ့ဒီမဲ့တော့အိမ်ဆောင်သားကနှင်ချလိုက်မယ်သွားတော့ဒီမဲ့မောင်ကြီးခဏလေးပြောရစီကွယ်မောင်ကြီးလေဟိုကုသိုလ်ဒါနမပါလို့အခုတန်ရဘူးမရဲ့ဆင်းရမယ်တဲ့နှမရဲ့အဲ့ဒါမင်းလည်းပဲကုသိုလ်ဒါနမပါရဲ့မောင်ကြီးလို့တန်ရဘူးမရဲ့ဆင်းရမှာစိုးလို့မောင်ကြီးလေဟိုအိမ်နောက်ဖေးငါပြောပင်ချီရင်မှာဂရီ40မြုပ်ထားခဲ့တယ်ဟင်ကိုတန်ရောလားဘယ်လုံးများနာလို့ဂရီ40ဆိုတော့ဟင်အမလေးဒါကြောင့်တော့ဝကျုပ်ကချစ်တာနေစဉ်ငူးနေရတာပါတော့ဂရီ40မျက်နှာများကြီးတာဟင်နှမရဲ့ငါပြောပင်ချီရင်မှာပါပြစားကျုပ်ပြစားဆိုတော့ဟိုကလိုက်ပြဟောဒီနေရတူးပြီးတော့ဒီဂရီ40ကိုဖော်လိုက်ပါနှမဟုတ်ကဲ့ကျုပ်လေတတိယလိုက်တာကိုတန်ရောစားညကတော့အိမ်မက်တလို့ပဲဟောလှုပ်ကုန်ပြီမိမများနော်ဟိုတုန်းကမိမပြောပါတယ်ကျုပ်လည်းမျက်စောင်းထိုးကြနဲ့မိမတွေအများကြီးกว่าတော့တယောက်ပြောတာနဲ့ဘေးကမျက်စောင်းဝိုင်းထိုးခက်တယ်ကြည်တရားနာပြိဿကျုပ်အိမ်မက်တောင်မဲ့တယ်တော့အေးအိမ်မက်တာမေတ္တာထားဒီမဲ့မောင်ကြီးလေကုသိုလ်ကောင်းမှုကိုယ်တိုင်မပြုတ်ရလို့ဟောဒီဂရီ40ကိုလေတပုံကတော့မောင်ကြီးအတွက်ကုသိုလ်ဒါနပြုပြီးအပြဝေပါမောင်ကြီးတာဓုခွန်ရရင်တန်ရေဘူးရဲကလွတ်မှာပါနှမရဲ့ဓဘုံကတော့တာလေးကိုရှင်ပြုပါဓဘုံကတော့မင်းတို့ဇနီးမောင်နှံ3ပါလို့ပြောလိုက်ကိုတန်ရောစားကုသိုလ်ကောင်းမှုလည်းမပြုတ်နိုင်ဘူးတော့ဒီမဲ့တာလေးလည်းရှင်မပြုတ်နိုင်ဘူးသူခိုင်းစားရအောင်မဲတော့ဟင်မင်းတရရက်ဆက်ပါလားဒီမဲ့တော်ရက်ဆက်လို့ကျုပ်ရက်ဆက်ရတာပြီးတော့လေဒီငွေတွေကိုဒီအတ္တပြားတွေပစ္စည်းတွေကိုကျုပ်ဘာမှမလုပ်ဖ ೇನೆ ကျွတ်တော့300ဆွဲရမဲတော့နှမရဲ့မင်းမောင်ကြီးပေါ်ရက်ဆက်ပါလားနှမရဲ့ဒီမဲ့ကျုပ်ရက်ဆက်တယ်မပြောနဲ့တော်ကရက်ဆက်လို့စီးတဲ့ရေဆဲတဲ့ကစင်းဆန်တပင်တင်ချစ်ချင်းမရမျက်စပ်ပိုးဝင်ဆိုတာလောကလူကြီးအလကားထွင်ပြောတာမဟုတ်ဘူးတကယ်ပြောထားတာတော်ကကျုပ်ကိုမချစ်လို့ဒီဂရီ40အတိမပေးတာပေါ့ဆင်းရဲတဲ့မွဲတဲ့ဆိုပြီးတော့သားလေးလည်းရှင်းမပြုတ်ခဲ့ရဘူးတော့ကြောင့်ဘာကုသိုလ်မှမပြုတ်ခဲ့ရဘူးအင်းကြီးအစုပ်ထမင်းအစုပ်နဲ့နေခဲ့ရဒီမဲ့တော်လေးကျုပ်ကိုမချစ်လို့ကျွတ်တို့သားမိ2ယောက်ကိုသေတာတောင်ပြောမသွားဘူးအခုကျုပ်ကုသိုလ်ကြောင့်ဒါတွေ3တိုက်လို့တော်လာပြောရတာဒီမဲ့ကိုတန်ရောစာတော့ကြည့်ရတာလေညှိစောပုတ်စောနန်တယ်တွန်းမျက်နှာလည်းမကြည့်ကျင်ဘူးပြန်တော့ရက်ဆက်ပြီဟေးတကားတို့မသေးခင်ကြည့်ရှုလှုပ်သွားကြနော်နောက်ပိုင်းကသိဟုတ်တာမဟုတ်ဘူးကြည့်ခုရက်ဆက်ကြီးကုသိုလ်လေးပြုအမျှဝေဖို့တောင်မရဘူးပြန်တော့တယ်တကားတို့မသေးခင်မှားတာပါကြည့်ရှုလှူသွားကြတန်းသွားကြနောက်ပိုင်းကတည်းဟန်ကြတာမဟုတ်ဘူးအဲ့ဒီလိုနဲ့တရားနာပြိဿပြန်တော့ဆိုတော့လေဟ
Hamale ya sasaji minga upioye leji nama ye Minau linge aya aunga upiora boye lo Shuma wale akama Ngobi byo Tayosa châu chi của nè Miễn nhà nông ngà hồ Nguyên bù rù gà rồi châu Mẹ dì hữu ông sinh này châu này Yên hì lục tù bá là được Hôn này tên thì tên ya bà đấy Sư nà tên đôi cha rồi Lê mẹ yàn nhau là sao để xa rồi phá để chi sư lâu bá Thì mình là ngáp về mặt lên này bó Hậu trở lý Hồ giá dụ này cạn thì đã gô Đi giang ngôn ngà dấu xe mê nà mê nà số đó đi bia ra thả nà gà nè bà vũ được dấu nhỉ Ai đông ngà là ra để tất cả tụi nhà gì bà để tan thôn lê bà để mau mau nhộn bà để Vì đó khen gió số lá, bà rú số lá Dấu xe mê nà đen đen là đồ bà lê đồ dì lê đồ chô biêu Nhau ra là mấy mà làm thì bú chá ra này xuôi lông rồi là bà đi Hậu để cháu gà xa xuôi lông rồi nhau ra mặt là tụi về xuôi lông hậu đồ Tụi đó là xa tuổi ra cháu này tụi đó là nhận là chiến giải Nhận là chiến giải tụi đó là không để cháu quen lệ thà cháu cái lệ là không xì gì ấy quen lệ thà tụi đó số này là cháu nhìn nhà thì cháu không là tụi đó nhìn nhà nào bay ra đó tụi đó xì này qua này lúc cháu qua ở nhà ở đây không gì cháu ở lại đâu bây giờ ta nhìn wo cái này bà má lông phía hồ tí ra còn thì tao không nhau khóc phía cố nhau Ê là xe đó phía đấy lâu lâu mà phía lũ để không tinh bê bà số lũ phía quên lâu ra để lũ trên số đó là cháu cả là tinh bê bà đấy nào ấy cân này xì nô ra để cháu này cân này xì nô này mà tí vũ đi ăn nạp ta yên lên mà yên đi vũ bỏ đi Ê là đi ăn nạp ta tụi nó bia ra khăn yào yo bia lại cha chạy quê khá đông thôi là khả đấy thế mà giải dụng ở trên này họ mấy cô chỉ đi lung lung tiệt là Ê đi rồi cháu bây giờ ta cả Ê đi cả đông rồi cháu bây giờ ta cả nào lại bị ha biết hạ bây giờ cháu hòm phía vũ hòm phía mẹ tụi cháu cả là ba đấy mà này nét ra cháu mà khen này nét ra phải khen đại vậy ta chỉ lúc cháu lên nên mua bà bí lúc hồ bác cả tay quê lấy bà đi tụi ná bị ná thằng nhau rồi ná bây giờ mà xem họ đã bỏ lúc không nhớ được là ná thằng nhau đã giá đã biết thế lúc cháu tàn nhau cháu cả giá thà là ná thằng bị đi ăn là biết ta ấy cái ấp tàn này là giá rồi cháu đi ra thâu cao ngủ ra biết ta đi ra thâu cao ngủ ra cháu cả lù ba về phong đi ba về về nhau cũng là một tí Châu ra cả là giàu nè lù ra là bioi ra là châu xì lù bóng xa xa bioi Chani gang xa đó lù thoát toa vậy mấy mà ra vậy đã ra là bữa bao lù vào được gì lù đi ra gì nào nhau xoang mà nhau còn 15 tiếng nào chi vào hoặc là châu 5 tiếng về chi mà đâu không nhà ra sang này thì khu đó ra bị thế này Chani gang xa đó đấy giang cũng Hồ tinh tung rèn lọc chăn ra để mấy mà này thoát đi để số lũ Đau đi châu mà khăn này ra biểu bà thế Đi theo thì anh biết ta hồ châu thì giang ngùng miêu bỏ mà châu cả xì bay ho này nào bay giá quét thì đó châu một tí luôn quét rồi quét gặp biết toa đấy đồ mình mi tăng cao nào đâu mà biểu này thì người ta thong người xí để lụt nhau cả là sát để đồ mình mi nhện này na thong người xí để lụt là sát để đồ mình mi nhện nào vậy qua ngã trong người xí để bốc cụ nhau là sát để đồ mình mi sinh ra đấy ha bự đâu ha cha này gang là qua đấy châu lên ấy thì mình mi xí để khá mà toa luôn Thì lũ đi đào biểu miao biểu luôn số mà Đã đi sau biểu là pi mà hậu lũ cảnh xét chào rồi phải na đào nhau còn không gì Ấy đi lũ đợt đông số đó hồ ông số đấy anh lâu như đã lâu bia ra mà đã đào vũ vậy Chứ cả đi con này mỗi lần thì mà biết này một số là tuyệt đấy Rất đào ấy đi lâu như đã lâu là shit ra cổng này Đi con này đến nhà lâu biết mua mẹ Tại nào đi tay quá đến nhà lâu mới tay này một số thì tôi là tay quá xe của châu cả giật Tụi đồ lên nhìn nhỏ bây giờ ta Ê đình chung ngủ trên con ngủ Siêu mà hoa đây khả mà Con ngủ lại Giá dụ nên gà lũ đi Thế con đi phóng như ngủ thả Thoại bia là ra Tụi ta khi cả nhà mày Chỉ lại bầu ngã Nào mà đuôi đây Linh nghe liu ai à gì bộ Linh nhí mà bia ba bùi à ao
嘿，没都大爷，你也来啊，你也来啊，就讲我来着，咱有那路的，要了。啊，多了，我别干多，别干多了。这个啊，我那不啥哩记性了，我那不啥记性的嘞。我多吃了，我面部上来多记性的，路上也看的。ဒါကြောင့်မမြင်ဘူးကြည့်ကြညတကိုတချို့ကလည်းငိုတာပါးစပ်ကလေးကြည့်ကြနေဆိုတော့အဲ့တုန်းကလူတွေလုံးလာတော့ကျုပ်ကလည်းဆက်ငိုတယ်ပြိဿတွေးချလို့ရှုပ်လိုက်ပါအောင်မဲ့သူတာရဲ့လေးဝါစုဆိုတာဟာအပေဘုံဒုက္ခတိလောင်းမေမောကြည်စံကွယ်ကျုပ်တကယ်သွားရမယ်တဲ့မဲ့သူတာရဲ့နမလို့ငိုနေတော့ရှိသေးလာပြီပြုအိမ်ဆောင်တာလာပြီအိမ်ဆောင်တာကနှာခေါင်းလေးရှုံနဲ့ပုတ်ဆောင်တာငါအိမ်နဲ့ဘာကောင်သေးနေပါလဲပုတ်ဆောင်တာနဲ့လာဟိုကလှေကထစ်နောက်ပြန်လေးရနေတဲ့တန်ရောစားမျက်နှာပြေလောက်တဲ့လက်ဝါးကြီးနဲ့အုပ်လို့ဟိုင်းတန်ရောစားခင်ဗျာမလေးဘယ်လဲလာကြတော့နမမလေးမောင်ကြီးပြရတော့မယ်နမရဲ့အိမ်ဆောင်တာရောက်လာပြီမောင်ကြီးမနေရတော့ဘူးနမရဲ့ကုသိုလ်ဒါနလေးပြုတ်ပြီးတော့အမျှဝေပါကွယ်နမရဲ့ကုတန်ရောစားတော့ကုသိုလ်ဒါနပြုတ်ပြီးအမျှဝေတော့ပုတ်စော်နာလို့အိမ်ဆောင်တာကရိုက်လိမ့်မယ်ပြန်ရက်စက်လိုက်တာမိမများတို့ကြောင့်ချာကောင်းနော်ဘုရားမိမပြောပါတယ်ကြည်ရနာပိဋကမောင်တန်ရောစားကအဲ့ဒီကြတော့ကမှရှုမဝတဲ့ခါမလေးရှုမဝတဲ့ခါမှာတုတ္တခင်ကညာမကြီးကြေးလိုက်ပုံငါဟာနောက်မှတွေ့တဲ့လင်ငယ်လေးကိုအားရစေဖို့လင်ကြီးမပြပါပွေရအောင်ဟေးမတုတ္တရဲ့နေရလေအောင်ဟာမလေးငါကိုနေနဲ့ငါတန်ရဘူးငယ်ပြန်ရတော့မယ်မင်းလည်းကုသိုလ်မပြုရင်လေမောင်ကြီးတန်ရဘူးငယ်ခံရသလိုခံရမှာတနာလို့ငါကိုလည်းတနာပါအောင်မင်းကိုလည်းငါတနာလို့လာပြီးတော့သတိပေးတယ်ကိုတန်ရောစားပြန်တော့ကိုအကြောင်းနဲ့ကိုကျုပ်ခံစားတိုက်လို့တော်လာပြရတာဟာမလေးရဲ့ဆက်ပြောရလေချင်းတွေးဆလို့ရှုလိုက်ပါအောင်မဲ့သူတာရဲ့လေးဝါစုဆိုတာဟာအပေဘုံဒုက္ခတိလောင်းမေမောကြည်စံကွယ်ကျုပ်တကယ်သွားရမယ်တဲ့ဟမမင်းတွေးဆလို့တနာဟာငိုတကူဗျာပြေးတာဘသူငိုနေတာတော့တို့လေးပြောပါလူကြမှာအယောဇငိုအဲ့နဲ့ခင်ဗျားတို့ကိုင်းတရားနာပြိတ္တကုသိုလ်ဒါနမပါတဲ့မောင်တန်ရောဇသည်တန်ရဘူးငရဲသို့သာပြန်ပြီးတော့ခံရပါတယ်အမှောင်ဘဝအမှောင်ထဲရောက်မှရတဲ့သူ့နောင်တကသူ့ကျေးဇူးမပြုတော့ပါဘူးဗျာခင်ဗျားတို့လည်းယခုခေတ်ယခုအခါမသေးခင်ကာလကအမှောင်ထဲမရောက်ခင်ကကြိုးစားပြီးဒါနတို့မြုပ်နိုင်ကြပါစေလို့ကြုတ်တတိပေးပါတယ်12နာရီခွဲပါပြီသာဓုခေါ်ပြီးမှပြန်ကြခဏလေးကိုက်ဆိုကြစမ်းတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တဂေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေးခဲ့လျင်ခြေချိန်နဲ့ဖုံမုံစိတ်တွေပြစ်ပြီးအသီးသီးတော်မိမိတို့အင်္ဂါဌာနသို့နိဝတ္တန်တုသီခရစ်သာပြန်ကြပြီတော့နိဝတ္တန်တုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောခြေတရာဆွေကလျံပြီးကိုစိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေတာဓုလေးခေါ်ပြီးအောင်တောင်းမနေနိုင်မဲပြန်ခြင်းလုံးလို့
လှုပ်လှုပ်ရွရွလုံနေတဲ့ဟာတွေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း